ဟာယရေချီမှုနဲ့ပတ်သက်ပြီးရန်ဝမ်းနဲ့ဖို့ကောင်းပါတယ်ခင်ဗျာဟာယမြို့မှာ2025နိုဝင်ဘာလနောက်ပိုင်းကဖြစ်ပေါ်ခဲ့တဲ့ရေကြီးမှုကြီးဟာဆယ်စုနှစ်အတွင်းမှာအဆိုးရွားဆုံးတဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့ပါတယ်ရေကြီးမှုကြောင့်သေဆုံးရသူအရေအတွက်သည်ရာနဲ့ရှိခဲ့ပြီးဆုံခါပြည်နယ်တစ်ခုတည်းတွင်ပင်သေဆုံးသူ100ကျော်ရှိခဲ့တယ်ဟုသတင်းရထားပါတယ်အလောင်းများကိုထားရှိရန်ရင်ခွဲရုံများ၌နေရာမလောက်သည့်အထိအခြေအနေဆိုးခဲ့ရပါတယ်ဟာယဆေးရုံရှိရေလွှမ်းမိုးမှုဒဏ်ကိုပြင်းထန်စွာခံခဲ့ရပြီးနောက်လျှက်စစ်မီနဲ့ရေပေးဝေစနစ်များဖြစ်စေခဲ့ပါတယ်လူနာအများပြားကိုလည်းရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီးဆေးရုံဝန်ဆောင်မှုများပုံမှန်ပြန်ဖြစ်ရန်အတွက်လနဲ့ချီကြာမှာဖြစ်ပါတယ်သူများပိတ်မိနေခြင်းကရေသင့်နှုံအလွန်မြန်ဆန်ခဲ့သဖြင့်ပြည်သူထောင်ပေါင်းများစွာသည်အိမ်ခေါမိုးပေါ်တွင်ရေပေါင်းများစွာပိတ်မိနေခဲ့ရပါတယ်။စာရေးစာပြက်လက်မှုနဲ့တောက်သုံးရေခက်ခဲများကိုပြင်းထန်စွာကြောက်ခဲ့ရပါတယ်။ဟန်ယန်မြို့၌အဓိကကျတဲ့စီးပွားရေးမှန်တိုင်ဖြစ်တဲ့ခီးသွွားလုပ်ငန်းအထူးသဖြင့်မလေးရှားခီးသွွားများလုံးဝရပ်တန့်သွားခဲ့ရပါတယ်။တယ်တွေနဲ့တခြားစီးပွားရေးလုပ်ငန်းများပြားကလည်းရေမုတ်ဖြစ်စီခဲ့ရပြီးနောက်ပြန်လည်နန်လန်ထူရန်ချိန်များစွာယူရမှာဖြစ်ပါတယ်။ဒီကြီးမိနေ့တွင်အန်တယ်တတိပေးခြင်းများနဲ့ကဲဆယ်ရေးလုပ်ငန်းများနောက်နှင်းခဲမှုပေါ်ဝေဖန်မှုများရရှိခဲ့ပါတယ်။ပြည်သူများမှာကြိုတင်ပြင်ဆင်ချိန်မရလိုက်ပဲရုတ်တရက်ဘေးဒုက္ခနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ရေပြန်ကျသွားတဲ့အခါမြို့တစ်မြို့လုံးတွင်တန်းချိန်တောင်းချီသောအမှိုက်သမိုက်များတလိษံအသေးလောင်များနဲ့ရွှွန့်တော်များကျန်ရစ်ခဲ့ပြီးကုစိယောဂအန္တရာယ်များနဲ့အနက်သက်စွာများကိုဒေသခံများဆက်လက်ရင်ဆိုင်နေရပါတယ်။ပြည်သူများအားလုံးဘေးကင်းကြပါစေခင်ဗျာ။ဆုတောင်းလိုက်ပါတယ်ဗျာ။